Pentagon လျှို့ဝှက်ချက်ပြက်ကျ UFO များထဲမှာတွေ့ရှိခဲ့တဲ့ဂျိုသားမျိုးစိတ်၄မျိုး American အစိုးရရဲ့လျှို့ဝှက်စစ်ဘက်ဆိုင်ရာ project များမှာပါဝင်ခဲ့မှုတဲ့ထိပ်တန်းတုတတေသနီတီဦး၏လွှတ်တော်တွင်ထောက်ဖော်ထွက်ဆိုချက်တစ်ခုကြောင့်အင်တာနက်စာမျက်နှာများနှင့်လူမှုကွန်ရက်များပေါ်မှာကမ္ဘာအာဝကာသအခြေစိုက်သတင်းများပြန်လည်ဟိုးလေကြော်ဖြစ်လာခဲ့လေထို့သောထောက်ဖော်ပြောကြားခဲ့သူမှာနာမည်ကြီးနက္ခထရူပဗေဒပညာရှင်နှင့်လေကြောင်းအာဝကာသဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဒေါက်တာ Eric Davis သည်ပြီး၎င်းကကမ္ဘာပေါ်သို့ပြစ်ကျခဲ့တဲ့အမျိုးအမည်မသိပြန်တန်းရေးရန် UFO, UAP များထဲမှာမတူညီတဲ့ဂျိုသားမျိုးစိတ်၄မျိုးကိုရှာဖွေတွေ့ရှိထားကြောင်း American လွှတ်တော်ကော်မတီထံတင်ပြခဲ့မှုတဲ့မှတ်တမ်းများပြန်လည်ထွက်ပေါ်လာခြင်းဖြစ်တယ်။လူသားနှင့်ဆင်တူတဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုများအများပြည်သူအတွက်အံ့ဩစရာအကောင်းဆုံးအချက်မှာဒေါက်တာ Davis ထုတ်ဖော်ပြောကြားခဲ့တဲ့ဂျိုသားများရဲ့ရုပ်ပြင်ဖြစ်တယ်။၎င်းရဲ့အဆိုအရတွေ့ရှိရတဲ့ဂျိုသားမျိုးစိတ်တိုင်းမှာလက်နှစ်ဖက်ခြေနှစ်ဖက်နှင့်လူသားများနှင့်ဆင်တူတဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှု humanoid appearance ရှိကြပြီးအရွယ်အစားမှလည်းလူသားများနှင့်သိပ်မကွာခြားကြောင်းသိရတယ်။ American အစိုးရသည်အဆိုပါပြည့်ကျသွားတဲ့ရန်ပြန်များနှင့်ဂျိုသားနည်းပညာများကိုပြန်လည်စမ်းစစ်လေ့လာရန် reverse engineering ဆယ်စုများပေါင်းများစွာလျှို့ဝှက်စ조사နေခဲ့လေလို့ဆိုတယ်။အဆိုပါတင်ပြချက်များအရထွက်ပေါ်လာတဲ့ဂျိုသားမျိုးလေးကိုအောက်ပါတိုင်းဖြစ်တယ်။တဲ့ Grace မိခိုးရောင်ဂျိုသားများခေါင်းကြီးနဲ့မျက်လုံးအမဲရောင်ပြူးပြူးကြီးနဲ့အရက်ပုတ်မိခိုးရောင်အသားရည်ရှိတဲ့လူသည့်အများဆုံးမျိုးစိတ်ဖြစ်တယ်။1948ခုနှစ် Roswell ဖြစ်စဉ်အပါအဝင် UFO သတင်းများမှာအများဆုံးဖော်ပြခံရလိရှိတယ်။နှစ် Nordics များဥရောပမြောက်ပိုင်း Scandinavian လူမျိုးများနဲ့အယုတ်ကြီးအတော်လေးဆင်တူတယ်။အရက်ရှိစပင်းရွှေရောင်နဲ့မျက်လုံးပြရှိကြပြီးနိပညာအလွန်မြင့်တဲတဲ့ငင်းချမ်းကြီးကိုမြတ်တဲတဲ့မျိုးစိတ်လို့ယူဆကြတယ်။3 Reptilians တွားတော်တတဝါပုံစံခန္ဓာကိုယ်မှာအကြီးခွင်များရှိပြီးအိမ်မြောင်ဖော်သုံးဟုတ်မိချောင်းကဲ့သို့ရုပ်ရည်ရှိတော်လဲလူသားကဲ့သို့မတ်တက်ရပ်နိုင်တဲ့မျိုးစိတ်ဖြစ်တယ်။4 Insectoids အင်းဆက်ပိုးမောင်းများကဲ့သို့အခွန်မှာခန္ဓာကိုယ်ဖွဲ့စည်းမှုညင်ထူးခြားလေမျက်လုံးအစုံပါဝင်တဲ့မျိုးစိတ်ဖြစ်တယ်။ဒီချက်လက်များသည်တာမန်လောက်ကျန်းဖန်တီးထားသည့်ကောလာဟလများမဟုတ်ပဲ American လွှတ်တော်ကိုယ်စားလှယ် Eric Bollison ကိုနိုင်တီးတန့်လုံခြုံရေးအဆင့်ရှိ SCIF Sensitive Compartmented Information Facility အစည်းအဝေးများတွင်ဒီဂျိုသား၄မျိုးအကြောင်းဆွေးနွေးခြင်းများကိုကြားသည့်ဟဲ့ရာကြောင်းထုတ်ဖော်ပြောဆိုမှုများရှိခဲ့ပါသည်။ထို့ပြင်ပြီးကြတဲ့ရက်ပိုင်းတွင် American ထောက်လိုင်းရေးရရှိဟောင်း David Grush ကလည်းလွတ်တော်ကြားနာပွဲတွင်လူသားမဟုတ်သောဇီဝရုပ်ကြွင်းများကိုအစိုးရကသိမ်းဆည်းခကြောင်းချမ်းသစာချင်းဆို၍ထုတ်ဆိုထားပါတယ်။ American Pentagon စစ်ချူရေးနှင့်အစိုးရဘက်ကမူ၎င်းတို့ထံတွင်ကမ္ဘာလိုနည်းပညာများနှင့်ဂျိုသားရုပ်ကြွင်းများရှိနေတဲ့ဟုသောအချက်ပေါ်ခိုင်လွန်သည့်ရုပ်ပိုင်းဆိုင်ရာတည်အထောက်ထားမျိုးကိုပြည်သူလူထုထံတရားဝင်ထုတ်ဖို့ပြသခြင်းလုံးဝမရှိသေးပဲညှင်းဆိုစားစေသည်။ထို့ကြောင့်ဤသတင်းသည်စိတ်ဝင်စားဖွယ်ကောင်းတော့လေတန်တရားဖြစ်ဖွယ်ရာများနှင့်လိုအပ်ချက်စွာရှိနေပါသေးသည်